142ရောသူကအချိုင်လေးပါနော်ဟောတော့ပေးမှာအချိုင်လေးလေ 哦我不对是把你ဆိုင်ရပါဟုတ်ကဲ့ရတယ် အဲ့ဒါနေနေတော့ ရတယ် ကျွန်တော်တိုင်းမှာကြည့်တိုင်းတာလေးကြည့်အောင်ဒီမှာ base ဆိုဒီမှာnet တက်ထားအောင်မဟုတ်တယ်နော်သူကပါလေ ambient ဟုတ်လို့အဲ့ဒါမှာ collector ကိုတိုင်းမှာမှာမီတာရဲ့တန်ဖိုးကိုကြည့်ဟုတ်နော်နော်ဒါ collector ခေတ္တဆိုဒီမှာ emitter ကိုတိုင်းမယ်တွေ့လားနှစ်ဆဖြစ်သွားတယ်ပြန်တိုင်းပြန်ပါကြည့်မှာ collector emitter ကိုတိုင်းမယ်နှစ်ဆဖြစ်သွားသေးတာဘာလို့လဲဓာတ်ကိုနှစ်ဆင့်မို့ရှင်းတယ်နော်ဒါဆိုဒီထက်ကဓာတ်ကိုတိုင်းမယ်ဆိုတော့ emitter မှာပါလားအဲ့တော့ collector မှာကတ်တုတ်မှကြည့်emitter မှာအဲ့တော့ collector မှာကတ်တုတ်ဒါ collector ဒါ emitter မှာအဲ့တော့တွေ့တယ်နော်ဟုတ်ပြီနော်အဲ့ဒါ PNB ဆိုသူ့ရဲ့ပြောင်းမြန်တိုင်းပေါ့ဓာတ်ကတူလားဓာတ်ပုံစံထည့်တာတူလားတူအဲ့ဒါပဲနော်အဲ့ဒါ power transistor လို့ခေါ်တယ်နော်ဒီကောင်နော် power transistor ပါနော်ရပြီ